ဘက်ကတော့ဟိုအိုရှင်အောက်က cherry ဒီဇိုင်းနဲ့ဟာကိုစားတာများတယ်ကြော်ညာပေးရတာမဟုတ်ဘာညာပေါ့ဒါကတော့ကိုစားတဲ့အကြောင်းအရာတွေပြောပြပေးတာပေါ့ဒါ cherry ဒီဇိုင်းကစားလို့ပိုကောင်းတယ်ပိုကြိုက်တယ်ပေါ့နော်ကိုယ့်အတွက်ပိုကြိုက်တယ်ရွှေပဲရွက်တစ်စီးကိုတစ်ထားရွှေပဲရွက်တစ်စီးကိုတစ်ထားရှင်နွေးလေးဖြောမှာပေါ့နော်ရွှေပဲရွက်နဲ့ရှမ်းဘက်ကိုရှင်နွေးလေးဖြောမယ်ပိုက်ပါနော်ရေနွေးဖြောပြီးလားရှမ်းဘက်နဲ့ရွှေပဲရွက်တုံးလေးပေါ့နော်တုံးကျုံထားတဲ့အရေးပေါ့နော်ပဲရည်ပေါ့ထည့်ထားတာဖြစ်ပါတယ်ဒါတော့ခုနကဒီရှမ်းဘက်ရွှေပဲရွက်တုံးလေးထည့်ထားတဲ့ထဲကိုဗါလဲအစာပလာထည့်ရပေါ့မြေပဲဇန်တို့ပဲငပြားကြီးစိုင်းကျုပ်ပေါ့ဘာညာကုကပေါ့အရသာလေးထည့်တာပေါ့ချွေထဲဦးလားကြာညုတ်ထည့်မယ်ကိုကအချွေထည့်စားမယ်ဆိုတော့အချွေနည်းနည်းထည့်မယ်အချွေကဘာကိုလောက်ထားလဲဆိုတော့ထညက်ကူနော်ထညက်ကူကြိုထားလားကြက်တကာကိုကြိုထားတဲ့အချွေလေးနည်းနည်းထည့်မယ်ဒါကတော့စီချက်တော့ဖြူစီချက်ကလေးထည့်ရတာပေါ့ချက်တော့ဖြူစီချက်ထည့်မယ်ခါတယ်ဟိုဟာကိုအချွေထည့်မယ်ကြက်တကာပေါ့အချွေထည့်မယ်ကြက်တကာကြီးချိုးကြိုက်ထည့်စားချိုးရတယ်မထည့်စားအချိုးကြိုက်တဲ့လူကတော့ထည့်စားတာပေါ့နော်ကိုအိမ်မှာကြိုထားတဲ့အရာလေးပဲအစိမ်းပေါ့နော်နာမည်လေးကြိုက်နာမည်လေးထည့်ရွှေပဲပြက်တော့ထည့်ပြီးသားကျွန်တော်ရွှေပဲပြက်နဲ့ဆိုရင်ရပြီဒါပေမဲ့ကိုကတော့ရွှေပဲပြက်နဲ့ထည့်စားတယ်နာမည်လေးထည့်စားတယ် very good ပေါ့တင်နေထားတော့စားလို့ရနေပေါ့နော်တင်နေထား ready ပေါ့စားလို့ရပြီဆိုတော့မြန်စားမှရပူလုံးလေးပေါ့နော်ဒီမှာစားမှရမယ်ရှယ်လေးဒါတော့ဒီနေ့အိမ်မှာလောက်စားဖြစ်တဲ့ဒီတုံးလေးဖြစ်ပါတယ်အိမ်သူတထားချစ်ဆုံးရဲ့လက်ရဖြစ်ပါတယ်အိမ်မှာသူမနက်ကထပြီးတော့တုံးလေးကြိုစားမယ်ဆိုပြီးဒါညမနေ့ကရွှေပဲရောက်ပဲလေဒီနေ့တုံးလေးကြိုစားလိုက်တယ်တော့သူ့ရဲ့လက်ရပါနော်ကဲကျုံးမယ်စားမယ်ဝါမယ်